Okay အားလုံးပဲမင်္ဂလာပါ Kick Off Talk MMA နေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်နာမည်ဆိုတက်ဆန်ပါဒီနေ့မှာတော့ Chelsea အသင်းနဲ့ Sunderland အသင်းတို့ရဲ့မနေ့ညကန်သွားတဲ့ Premier League ပွဲစဉ်အကြောင်းကိုပွဲပြီးသုံးသပ်ချက်တွေပြပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ Chelsea အသင်းတွေနဲ့သူတို့ရဲ့ Queen Stamford Bridge မှာရှင်ပြန်ကစားရတဲ့ဒီပွဲမှာတော့ Sunderland အသင်းကိုငါးကျင်ချိန်ပိုသွင်းကိုတကူခွင့်ပြုပေးလိုက်ရပြီးတော့ 1-2 ဆိုတဲ့ result နဲ့ရှုံးရတယ်ပေါ့နော်ဆိုတော့ဒီပွဲစဉ်ကြောင့်ပြောရမယ်ဆိုလို့ရှိရင် Chelsea အသင်းအနေနဲ့ပွဲစကြတဲ့ကသူတို့အနေနဲ့ position အသာနဲ့ပွဲကိုထိန်းချုပ်ပြီးကစားဖို့ကြိုးစားလာတယ်အဲ့ဒါနဲ့ပဲပွဲချိန်4မိနစ်လောက်မှာပဲသူတို့ရဲ့ကစားသမားတဲ့ Alejandro Garnacho ရဲ့ Chelsea ကစားသမားပေါ်ပထမဦးဆုံး Stamford Bridge Premier League သွင်းကိုတကူကိုရယူနိုင်ခဲ့တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ထင်ခဲ့တာဗျာ Sunderland အသင်းကကျွန်တော် United နဲ့ပွဲတုန်းကလိုပဲပထမတကူခွင့်ပြုပေးရပြီလို့ရှိရင်သူတို့အနေနဲ့နောက်တန်းပြိုလဲသွားပြီးတော့နောက်ထပ်ကိုတွေခွင့်ပြုပေးလိုက်ရမယ် Chelsea အသင်းအနေနဲ့လွယ်လွယ်ကူကူနဲ့နိုင်ပွဲတစ်ပွဲပေါ်ဆောင်နိုင်တော့မယ်လို့ထင်ခဲ့တာပေါ့နော်ဒါပေမဲ့လည်း Sunderland အသင်းအနေနဲ့သူတို့ဘက်ကနေပြီးတော့ဒီအမှားကိုတေချာလေးပြင်ဆင်လာတဲ့ပုံမှန်ရှိတယ်။အိမ်စာတော်တော်လုပ်ခဲ့တဲ့ပုံမှန်ရှိရပေါ့နော်။ Sunderland အသင်းအနေနဲ့သူတီတီငင်မဲ့ပြန်ပြီးတော့တုံးပြန်နိုင်တယ်။ Chelsea အသင်းကိုသူတင်ကိုယ်တင်ပြန်ဆော့ပြီးတော့ပွဲချိန်22မိနစ်မှာပဲ Chelsea အသင်းကို set piece ကနေတဆင့်ချီပါကိုတို့ပြန်သွင်းနိုင်ခဲ့တယ်ပေါ့နော်။ Wilson Isidore အနေနဲ့ Chelsea အသင်းဘက်ကိုချီပါကိုတို့ပြန်သွင်းနိုင်ခဲ့တယ်။အဲ့ဒါနဲ့ပဲပထမပိုင်းတစ်ပိုင်းလုံးသူတင်ကိုယ်တင်ဆော့ရင်းကနေပြီးတော့ Chelsea အသင်းအနေနဲ့ attacking threat တွေကအလုံးမဖြစ်လာတော့ဘူးဒါပေမဲ့လည်းပထမပိုင်းပြီးခဲ့ဒီမှာ Alejandro Garnacho ရဲ့ဂိုးပေါက်ကန်သွင်းတဲ့ချိန်ကဂိုးရမလို့ဖြစ်ခဲ့ပေမဲ့ Sunderland ဂိုးသမားပုတ်ထုတ်နိုင်ခဲ့တယ်ပေါ့နော်ဆိုတော့ဒီနေ့မှာချေကျူးကမှာက Sunderland ဂိုးသမားရောအနောက်တန်းရောနောက် Granit Xhaka ဦးဆောင်တဲ့ကွင်းလယ်ပိုင်းကတော်တော်လေးကို effort ကောင်းကောင်းနဲ့အလုပ်ကောင်းကောင်းလုပ်နိုင်ခဲ့တာကိုကျွန်တော်တို့တွေ့ရမယ်အဲ့ဒါကိုတော်တော်လေးချီးကျူးရမယ်ပေါ့နော်ဆိုတော့ဒုတိယပိုင်းပြန်စားတဲ့အချိန်မှာလည်း Chelsea အနေနဲ့အလွန်ကျွန်းတိုက်စစ်ဆင်လာတယ်ပေါ့နော်ဆိုတော့ဒီညမှာတခုပြောစရာရှိတာ Chelsea ကတိုက်စစ်ဆင်တာတော့ဟုတ်တယ်ဒါပေမဲ့ final result ပေါ့နော် output ပေါ့အဲ့ဒါကထိထိကြကြမထွက်လာခဲ့ဘူးအဲ့ဒါပွဲရဲ့အဖြစ်ဖြစ်သွားခဲ့တယ်ပေါ့နော်ပွဲတစ်ပွဲလုံးထိန်းချုပ်ပြီးကစားရတယ်ကွင်းလယ်ပိုင်းရောတိုက်စစ်ပိုင်းရောအသာစီးရအောင်ကစားရတယ်ဒါပေမဲ့ Chelsea အသင်းအနေနဲ့ဒီ Sunderland အသင်းရဲ့နောက်တန်းကိုသူတို့အနေနဲ့ကြော်နိုင်ခဲ့ခြင်းမရှိဘူးပေါ့နော်ဆိုတော့တော်တော်လေးကောင်းတဲ့ solid performance solid defending solid goalkeeping အဲ့ဒါကို Sunderland အသင်းအနေနဲ့ပြသနိုင်ခဲ့တယ်ပေါ့နော်အဲ့နဲ့ပဲပွဲချိန်မိနစ်90ပြည့်ပြီးနောက်ချင်းချိန်ပိုမှာတော့ Chelsea အသင်းအနေနဲ့အလွန်အကျွံတိုက်စစ်ဆင်ရာကနေပြီးတော့Sunderland အသင်းက counter attack တစ်လုံးရပြီးတော့အဲ့ဒီအခွင့်အရေးကို Telby ကနေပြီးတော့အနိုင်ဂိုးပြပြောင်းလဲပေးခဲ့တယ်ဆိုတော့ဒီဂိုးမှာလည်း Chelsea အသင်းရဲ့နောက်တန်းကစားသမားတွေအလွန်ကျွံတိုက်ဆက်လိုက်ရနေပြီးတော့နောက်တန်းကိုအချိန်မီပြန်ပြီးတော့မကူညီနိုင်ရာကနေပြီးတော့ဂိုးပေးလိုက်ရတယ်ပေါ့နော်ဆိုတော့ဒီနေရာမှာ Chelsea ကြောင့်ပြောရမယ်ဆိုလို့ရှိရင်ဗျာ Chelsea အသင်းအနေနဲ့လာမယ့်ဒီ January အပြောင်းရွှေ့မှာကျင်းတွေပေါ့သူတို့အနေနဲ့နောက်တန်းကိုအပြည့်မှုတွေပြုလုပ်ရတော့မယ်ပေါ့နော် Levi Colwill တယောက်တည်းကိုအားထားပြီးတော့သူတို့အဓိကဆော့နေရနေ Levi Colwill ကလည်းအခုချိန်မှာဒဏ်ရာရတဲ့အချိန်မှာ Chelsea အနေနဲ့တော်တော်လေးကိုပြဿနာတက်သွားတယ်ပေါ့နော်အသင်းကိုအဓိကဦးဆောင်နေတဲ့ကိုပါမာနောက်တန်းကိုအဓိက lead လုပ်နေတဲ့ Levi Colwill ဒီလိုကစားသမားမျိုးတွေဒဏ်ရာရသွားတာ Chelsea အသင်းတို့ကိုအရင်ညံ့နာစေခဲ့တယ်ပေါ့နော်ဆိုတော့လာမယ့် January အပြောင်းရွှေ့မှာဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်လည်းဂျာဒီကုံပြောင်းရွှေ့မှာပဲဖြစ်ဖြစ် Chelsea အသင်းအနေနဲ့တော့အနောက်တန်းကိုအဓိကသူအနေနဲ့ဖြည့်တင်းဖို့လိုပြီလို့မြင်တယ်ဒီနေ့ပွဲနိုင်ပွဲကြောင့်မလို့ Sunderland အသင်းကတော့အခုလက်ရှိချိန် Premier League မှာပေးစရာမှာယာယီအဆင့်2နေရာကိုတက်လှမ်းသွားနိုင်ခဲ့ပြီ Chelsea အသင်းကတော့ရှုံးပွဲကြောင့်မလို့အဆင့်8နေရာထိကိုဆင်းပေးလိုက်ပြီဖြစ်ပါတယ်ဆိုတော့ဒီလောက်ပါပဲနောက်ထပ်ကျွန်တော်တို့ပွဲကြိုသုံးသက်ချက်ပို့ပြီးသုံးချက်ချက်တွေနဲ့အတူကျွန်တော်တို့ပြန်လာခဲ့ပါအောင်မယ်အားလုံးပဲကျေးဇူးတင်ပါတယ်